လူနတ်ပုဂ္ဂိုလ်ချစ်ကြည်ညိုစေရန်မေတ္တာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ယတံတုဘာဝတောယက္ခနေဝတတ္တင်တိပိသနံယမိစေဝါနုယောဇံတောရတ္တိတိဝမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပါပံကေစီနပတတိဧဝမာတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမထာကုသလေနယန္တတန္တံပဒံပိသမစ္ဆတေကောဥဇုဇာတုဥဇုဇာတုဝသောသတ္တမုဒ္ဒဝနာတိမာနီတန္တုတကောသသူပရောဇာအပကေသောသတံလဟုကာဟုတ်တိတန္တိန္တရိယောဇာနိဘကောသအပကဘောကုလေတွနန္တုကိတောနာသဂௌဒမာစရေကေစီယေနဝိညုပရိဥပဝရေယောဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝန္တဝတေတာဒီဃဝါယေဝမန္တာမစ္စည်းမာရတကဒုက္ခထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါတံဘဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တနာဘရောပရဏိကုံဘေဒနာတိမေညေထကတ္တစီနကေစီဗျာရောတနာပရိကတေညာနိညာမေညတဒုက္ခမေစေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိတပ္ပဗုဒ္ဓေတုမာနတံဘာဝေအပရိမာဏံမေတ္တိဇာတဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏံဩဒံဒောဇာတိယေသအတ္တံဘာဒံအဝိရမတ္တပတ္တံဒိဋ္ဌံဇရဏိသိနောဝတယာနောယဝတ္တသဝိဒမေတောဧတံတတေယဒိဋ္ဌိယဗြမမေတံဝိဟာရမိရမဟောဒိဋ္ဌိဇာနုပကမ္မသီလဝါဒတနေနတံပန္နောကာမေတုဝိနယကေတနာယိဇာတောကဗ္ဗတေယပုဏ္ဏရေတိမေတ္တာသုတ်တံဩရခတုမေတ္တာသုတ်တံမေတ္တာသုတ်ပရိဒယဒေသနာတော်မြတ်တိဟောတုံမာကံပရိဒယစိတ်ဓာကြည်ပြိုနာယူကြညတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍လူနာများစွာချစ်ခင်လောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း